လွယ်လွယ်ကူကူကြာစင်ကြော်လေးကြော်စားဖို့အတွက်အိမ်မှာရှိတာလေးတွေပဲလွယ်လွယ်ကူကူပြင်ဆင်ထားပါတယ်။မိုး၊ကော်ဖီလွှာထားပြီးသားမွန်လာဦးနီလေးတွေပြင်ဆင်ထားပါတယ်ရှင်။ပြီးရင်စီလေးနည်းနည်းကြအောင်ဆောင်ပြီးတော့ကြက်ဥလေးကိုအရင်မွေးကြော်ပါမယ်။စီမပူလေးကမထည့်ကြပါနဲ့လို့ကျူလို့ဖြစ်ပါမယ်လို့စီလေးနည်းနည်းပူအောင်ဆောင်ပြီးတော့မှပဲထည့်ပြီးမွေးကြပါနော်။ပြီးတော့ကြက်ဥလေးကြက်သွားတဲ့အချိန်မှာတေချာလေးဆဲစီလေးစစ်ပြီးတော့ဘေးနားလေးမှာဖယ်ထားလိုက်ပါအောင်မယ်နော်။နောက်မှပြန်သုံးပါမယ်။စီအများကြီးသုံးစတဲ့အတွက်ဒီလိုလေးထည့်ထားပါတယ်။သွားထားတဲ့ချက်သွန်းနဲ့ဒီအရင်လေးတွေကိုအရင်ထည့်ပါတယ်။ပြီးတော့အသီးရွက်တွေကော်ဖီလွှာထားတဲ့ဟာလေးတွေအရင်ချက်အောင်လို့ပုံအောင်မိုးကုန်လေးထည့်လို့မငယ်လေးညောင်းအောင်အရင်ကြောပါမယ်နော်။အိမ်မှာရှိတဲ့အသီးနှံတွေနောက်အသားတို့ဘာညာအဲ့ဒါလေးလည်းကိုယ့်ဟာနဲ့ကိုယ်ထည့်ချင်ထည့်လို့ရပါတယ်နော်ရှိနေတဲ့အိမ်မှာလည်းကိုယ်ဘောမကဝယ်ထားတဲ့မိုးအဲ့ဒါလေးပဲလွှာပြီးထည့်လိုက်ပါတယ်ရေတေချာစစ်ထားတာဖြစ်တော့ဒါပေမဲ့အသီးရွက်ကရေထွက်လာအောင်မှဖြစ်တဲ့အတွက်ပေါ့နော်။နောက်အခုအစာပလာလေးတွေစထည့်ပါမယ်။ကြက်သားမုံလေးရသားမုံလေးထည့်ပါတယ်။နောက်ခရူးစီထည့်ပါမယ်။soy sauce လိုက် soy sauce လေးထည့်ထားပါတယ်နော်နောက်ထပ်ထဲမှာလေးက thick and sweet soy sauce လေးဖြစ်ပါတယ်။အရသာလေးကိုနည်းနည်းလေးချိုးတဲ့ဘက်လေးကြိုက်လို့ကျိုးအဲ့ဒါလေးထည့်ရပါတော့။နောက်ပြီးတော့မထည့်ဖြစ်အိတ် cooking wine မီဝင်လေးနည်းနည်းလေးထည့်လိုက်ရမှနေတာထိုင်တာရှိတာမလို့မထည့်ရင်လည်းဖြစ်ပါတယ်နော်။ကိုကတော့ထည့်နေကြမလို့ဒီတိုင်းလေးထည့်လိုက်တာပါနောက်ပြီးတော့ဘာမှအသီးရွက်ကထွက်လာမယ့်ရေလေးတွေနဲ့ပဲဒီအသီးရွက်လေးတွေအရင်မှဆက်ဆက်ဖြစ်မနေအောင်ပေါ့နော်သူဟာနဲ့သူအရင်နဲ့သူနူးသွားနှက်သွားအောင်လို့စောင့်ပါမယ်စောင့်ပြီးကြောပါမယ်နော်မှရေလုံးဝမထည့်ထားတာမှပဲရေအများကြီးထွက်လာပါတယ်နောက်ပြီးတော့ရေစိမ်ထားတဲ့ကြာစံလေးအရင်ရေအေးနဲ့ပဲစိမ်တာပေါ့နော်နည်းနည်းဆက်ဆက်လေးပဲဘာလို့ဆိုဒီအသီးရွက်ကထွက်လာတဲ့ရေလေးတွေနဲ့အဲ့ဒီကြာစံဆက်ဆက်လေးနဲ့ပေါင်းပြီးနူကနတ်ဝါမှာပေါ့နော်နောက်ပိုင်းအဲ့ဒါမှမဟုတ်ကြာစံကိုအရင်ပျော့အောင်ရေမစိမ်ပါဘူးနည်းနည်းဆက်ဆက်အနေထားလေးမှာပဲတစ်ခါလေးထည့်ကြောပါမယ်နော်စီနည်းနည်းလေးပဲကြောတာဖြစ်တဲ့အတွက်နည်းနည်းလေးတော့မွေပေးရမယ်ပေါ့နော်ရေနည်းနည်းဒီတော်ခမ်းသွားတဲ့အချိန်ရောက်သွားပါပြီလက်လေးကတော့ညောင်းပါမယ်ပေါ့နော်အားသလိုအစီပြင်ပြည်သလိုမွေးပါမယ်ဒါကျိုးကတော့ဒါငါးပွဲစားလို့ပြောရတယ်ချိုးရင်းနဲ့ကြာစံစိန်နာများသွားတာအစားထည့်တာများသွားတာနေဆိုတော့လေဒါလုံးဝရေကုန်တဲ့အနေထားဖြစ်သွားပါပြီကြာစံလေးနဲ့တော်အရင်မအေးတဲ့နည်းနည်းမဟုတ်ဘယ်လိုပြောမလဲနက်တဲ့အနေထားလေးရောက်သွားပြီပေါ့နော်ဒီချိန်မှာကိုကကြာစံကိုတကယ်နူးနူးနဲ့လေးစားခြင်းတူကတော့ထက်ချောပေါ့နော်နောက်ပထမဆုံးထည့်ပြီးတော့ကြော်ပြီးဖယ်ထားတဲ့ကြက်ဥလေးကြော်လေးထည့်ပါမယ်နော်မွေပါမယ်လက်ကတော့နည်းနည်းညောင်းပါတယ်ဟုတ်ကဲ့ပါမဆိုလို့ပါ
ဒီအနေမှာတော့မီးပြင်းပြင်းနဲ့ပဲကြောနေပါတယ်နော်ကျိုးကတော့ကြောတာလောဘကြီးပြီးဟိုပွဲအီရတော့တော်များသွားပါတယ်လက်တစ်ဖက်ထဲနဲ့မနိုင်တော့လို့ရောင်းမှာပါထက်နောက်ဒီအယောင်လေးလာဖို့အတွက်ချက်သွမိတ်ဒီအဖျားပိုင်းလေးတွားပြီးထည့်ထားတာလေးပေါ့နော်ထည့်ရင်မရှိရင်လည်းမထည့်ပါနဲ့ရပါတယ်ကဲနောက်ဆုံးတော့ရပါပြီကြာစံကြောပူပူလေးပါဒါလေးကတော့ကြာစံကြောပူပူလေးဒီလိုချိုချိုလေးစားမဲ့လူတွေအတွက်ပြင်ထားတာပါ